အခုကျွန်တော်ပြောပြပေးမှာကဒီ player အများစု draw တွေပဲသွားတာဘယ်ဘက်ကြီးပဲသွားတာဆိုတော့ဘာကြောင့်ဘယ်ဘက်ကြီးပဲသွားသလဲဆိုတော့အဓိကအချက်ကကျွန်တော်လူမလှည့်ပေးတာဆိုတော့ wish မပြောင်းဘူး wish ကကျွန်တော်တို့ကသူတို့ပြောင်းမယ် open chess လေးက point the target ဆိုတော့သူကဒီလက်ကတော့တန်ပါတယ်လက်တန်ပြီးတော့ကျွန်တော်တို့ကအပေါ်ကနေခုတ်ချပြစ်တာခုတ်ချလို့ရှိရင်သူကအချက်တိုင်းသူကဘယ်ဘက်ကွေ့တာဆိုတော့ဘာကြောင့်ကွေ့ရလဲသူကကွေ့ရတဲ့အကြောင်းအရာရှိတာကိုကျွန်တော်ကဆွဲတယ်ခြံခဲ့တယ်သူကလူလည်းမလှည့်ဘူးပခုံးလည်းခြံခဲ့တယ်အဲ့ဒါဆိုရင်သူကဒုကောင်းကအစောကြီးပိတ်သွားပြီးတော့ကျွန်တော်ဟုတ်ဖြစ်ဆိုတော့အဲ့ဒါကိုဘယ်လို fix လုပ်ကြမလဲအများသောအားဖြင့် beginner တွေမှာတွေ့ရတာပေါ့သူကရိုက်ဖို့ဦးစားပေးပြီးတော့လှည့်ဖို့မေ့သွားတာဆိုတော့ကျွန်တော်တို့ရဲ့ဒီ swing sequence မှာဆိုလို့ရှိရင် body fast ပါပဲ body က main power ဖြစ်တဲ့အတွက် body fast ခန္ဓာကိုယ်ရင်လှည့်မယ်လူလှည့်မယ်ပြီးတော့မှလက်ကလိုက်ရိုက်ပြီးတော့ follow through ကိုအပြည့်သွားပြီးတော့ target back ကို chest က open chest လေးဖြစ်ပေးရမှာအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအမြဲတမ်းထိတဲ့ချက်ကလေးရမယ်ဆိုတော့အဓိကကတော့ဒီ hook ဖြစ်တဲ့အကြောင်းရင်းကတော့ over the top လူအသေးနဲ့ထားရတယ်ညာပခုံးကြီးခြံခဲ့တယ် two inside follow through ဆိုတာ two inside follow through ဆိုတာ two inside ဒီရဲကတ်သွားဒီကောင်လူလာကတ်သွားအဲ့ဒီကောင်ကအဓိကပြဿနာဆိုတော့အဲ့ဒီ hook မဖြစ်အောင်ကျွန်တော်တို့ကလူကိုအရင်လှည့်ချိန်မယ်လူကိုအရင်လှည့် open chest ရှင်ဘက်ကိုဖွင့်ထုတ်ပေးလိုက်လှည့်ပြီးတော့ open chest လုပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအများဆုံးသွားတော့ baby draw လောက်လေးပဲသွားတော့ဆိုတော့လှည့်ရမှာ2 point ရှိတယ်ဆိုတော့လူလှည့်မယ်ကပတ်ကောင်ကိုယ့်ရဲ့ရင်ဘတ်ကျဲသီးက point တဲ့ target ကိုအပြည့်လိုက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကကောင်းမွန်တဲ့ရက်ချက်တစ်ခုပေါ်လာပါလိမ့်မယ်ဆိုတော့ဘယ်ဘက်ကိုအရန်ချိတ်နေတဲ့လူတွေအတွက်ဒီလေ့ကျင့်ခန်းလေးကတော့ထိရောက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ